အမျိုးသမီးဟာဓာတ်လေကားထဲကနေလှမ်းထွက်လိုက်ချိန်မှာသူ့ရဲ့ဒေါင်းမြင့်ဖက်နှက်ဟာဂျားထဲကကွားချက်တစ်ခုမှညက်သွားခဲ့ပါတယ်။သူ့ဘလောက်ပဲအာကုံဆွဲထုတ်ပေမဲ့ဖက်နှက်ကထွက်မလာပါဘူး။ဘာလို့မှမသိတဲ့အချိန်မှာပဲသူ့ရှေ့မှာအမျိုးသားတစ်ယောက်လဲကျလာခဲ့ပါတယ်။အဲဒီနောက်အမျိုးသားကအမျိုးသမီးရဲ့ဖက်နှက်ညက်နေတာကိုမြင်တော့အမြန်မဲကူညီပြီးဆွဲထုတ်ပေးခဲ့ပါတယ်။ဆွဲထုတ်လိုက်တဲ့အခါအမျိုးသမီးရဲ့ခြေထောက်ကဒဏ်ရာရနေလို့မမတ်မရက်နိုင်တာကိုသိလိုက်ရပါတယ်။အမျိုးသားကသူ့ဖက်နှက်ကိုချွတ်ပေးရတာကိုအဆင်ပြေရဲလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားဟာဒေါင်းမြင့်ဖက်နှက်ရဲ့ကလစ်ဘာဂါကိုဘလို့ဖြောရမလဲဆိုတာမသိပါဘူး။အဲ့ဒီအမျိုးသားကကလစ်ကိုဖြုတ်ဖို့ရိုးရိုးစွာစူးစမ်းနေတာကိုကြည့်ပြီးအမျိုးသမီးရဲ့သူ့အပေါ်ကောင်းသောအမြင်ဟာအများကြီးတိုးလာခဲ့ပါတယ်။သူဟာကလစ်ကိုဘလို့မှဖြုတ်မရတာကိုမြင်တော့အမျိုးသမီးဟာမရဲပဲမနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်သူမကအဲ့ဒီအမျိုးသားကိုကလစ်ဘလို့ဖြုတ်ရမယ်ဆိုတာကိုညင်ညင်သာသာသင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသားကသူမရဲ့ဒေါင်းမြင့်ဖက်နှက်ကိုချွတ်ပြီးခမည်းချက်တော့ဒဏ်ရာရနေတော့ကျွန်တော်အိမ်လိုက်ဖို့ပြင်မယ်လို့ပြောလိုက်ပါတယ်။သူကသူ့ကြောဖို့အိတ်ကိုရှေ့မှာလွှဲပြီးအမျိုးသမီးအိတ်ကိုယူလိုက်ပါတယ်။ပြီးမှသူ့ရှေ့မှာကုန်းညို့ထိုင်ကြလိုက်ပြီးသူ့ကြောပေါ်ကိုတတ်ဖို့ပြောခဲ့ပါတယ်။အမျိုးသမီးဟာအဲ့ဒီအမျိုးသားအပေါ်မှာအယံကိုစိတ်ကျေနပ်မှုချခဲ့ပါတယ်။သူကသူ့ရှေ့ကဇိန်ခံကားဟာသူမကားဖြစ်တယ်လို့အမျိုးသားကိုပြောလိုက်ပါတယ်။အမျိုးသားကကားတကားကိုဖွင့်ပြီးခရီးတဲ့ထိုင်ကုန်းမှာထိုင်ခိုင်းလိုက်ပါတယ်။သူမကသူ့ကိုရင်မောင်းထိုင်ကုန်းကိုတွားပြီးအိမ်ကိုမောင်းဖို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားဟာဇင်ခံကားကိုတစ်ခါမှမမောင်းဘူးတဲ့အတွက်ကားကိုဘယ်လိုဆက်နှိုးရမယ်ဆိုတာမသိခဲ့ပါဘူး။သူမကသူ့ရဲ့ရိုးသားတဲ့ပုံစံကိုသဘောကျပြီးဆက်နှိုးဖို့ကိုအစင်းစင်သင်ပေးခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီအမျိုးသားကသူမကိုအိမ်အထိမောင်းဖို့ပေးခဲ့ပါတယ်။နောက်တစ်နေ့မှသူမကတကားခောက်ကန်ကိုကြားလိုက်ရပါတယ်။တကားဖွင့်လိုက်တဲ့အခါသူမကိုမနစ်ကကူညီခဲ့တဲ့အမျိုးသားဖြစ်နေပါတယ်။သူကသူမအတွက်အားကစားခဏတရံကိုအထုတလာလာပေးတာဖြစ်ပါတယ်။ဒေါင်းမိဖက်နဲ့ဒီစီးရတာအယမ်းပင်ပန်းနေ။နောက်ဆိုရင်ဖက်နှက်ပြားလေးဒီပိုစီးတဲ့နေလို့သူကပြောခဲ့ပါတယ်။ပြီးမှသူကကိမ်မုန်းတစ်ချက်ထုတ်ပြီးအချိုးဖိတ်စားတာကစိတ်ခံစားချက်ကိုပိုကောင်းစေတယ်လို့သူမကိုပြောပြခဲ့ပါတယ်။အမျိုးသားထွက်သွားပြီးနောက်သူမကသူပေးခဲ့တဲ့ဖက်နှက်ကိုကြည့်ပြီးသူ့ရင်ထဲမှာအယမ်းကိုချုံမြင်နေပါတယ်။သူမကဖက်နှက်ကိုဘီရိုထဲမှာတင်လိုက်ပါတယ်။မကြခင်မှာပဲသူတို့ဟာချစ်သူတွေဖြစ်လာခဲ့ပါတယ်။